နှစ်ပေါင်းတောင်းချီအိပ်ပျော်ခြင်းတက်တန်းကုံဆုံးပြီဖြစ်သည်ဂုံယူပါတဲ့အရှင်အနိုင်မဲ့ကျင့်စဉ်အဆင့်ကိုရရှိပြီးတာအိုတရားထက်ကြော်လွန်ရောက်ရှိသွားပါပြီဒါကအနိုင်မဲ့ကျင့်စဉ်အဆင့်လားနှစ်ပေါင်းတောင်းချီအိပ်ပျော်ခဲ့ရတာတန်ပါတယ်ငါရဲ့တားမြင့်နေမြေရဲကိုကျူးကျော်ဝင်ရောက်တဲ့ကောင်တေးပြီးတော့လိမ္မာဆန်းစီနီယာကျွန်ုပ်မျက်စိမြင်နားမလည်ဖြစ်မိတာကိုခွင့်လွှတ်ပေးပါမင်းရဲ့ကျင့်ကြံခြင်းကမလွယ်ကူတာမို့မင်းရဲ့အသက်ကိုချမ်းသာပေးလိုက်မယ်နောက်ဆိုမင်းနာမည်ကတခွန်ရွှေဝါကြီးပဲငါဘေးမှာလိုက်ခဲ့တော့ဒါဆိုရင်ဒီနေရာကိုလည်းခြံထားဖို့မလိုတော့ဘူးသွားစို့ငါရဲ့မိဟောင်းစီသွားတွေ့ရအောင်မဟာအင်ပါယာနိုးထလာတာလားအမိန့်ထုတ်လိုက်စမ်းအားလုံးအေးအေးဆေးဆေးနေကြဘာပြဿနာမှမရှာကြနဲ့ဒီနေရာကဒီအိမ်တော်မဟုတ်ဘူးလားဘာလို့ကြောက်အိမ်တော်ဖြစ်သွားတာလဲထဲစမ်းဘက်ကကောင်မို့လို့မျက်လုံးမပါပဲလာပတ်သက်နေတာလဲအမြန်ထွက်သွားစမ်းကြောက်အိမ်တော်ရှေ့ကမင်းတို့လိုကောင်တွေရှောက်သွားရမယ့်နေရာမဟုတ်ဘူးနှစ်ပေါင်းတောင်းချီကြတော့တကယ်ပဲပြောင်းလဲမှုတွေကြီးမားလာချေပေါ့ရှေးဟောင်းမျိုးနွယ်စုဖြစ်တဲ့လီမျိုးနွယ်စုဟာကွဲပြောက်သွားပြီးတခြားသူတွေနဲ့အစားထိုးခံလိုက်ရပြီလားလီရှင်းဟဲနောက်ဆုံးတော့မင်းနဲ့မတွေ့နိုင်တော့ဘူးပေါ့လွန်ခဲ့တဲ့နှစ်ပေါင်းတောင်းချီကကျွန်ုပ်ဟာတကူတော်ကျင့်ကြံသူတဦးဖြစ်ပြီးတူဦးတဲတော်မိတ်ဆွေစစ်နဲ့ဆုံတွေ့ခဲ့တယ်ကျွန်ုပ်ထာဝရအနိုင်မဲ့စနစ်ကိုရရှိခဲ့တယ်ကျွန်ုပ်ရဲ့နှစ်ပေါင်းတောင်းချီတက်တန်းကုံဆုံးတဲ့အခါမင်းစီကိုတေချာပေါက်လာရှာပြီးတောက်စားမျိုးထူးကြမယ်တခင်လေးပြန်လာပြီးတခင်လေးဒီတစ်ခေါက်ထွက်သွားတာတေချာပေါက်အောင်မြင်မယ်ဆိုတာကျွန်တော်သိတာပေါ့လီမျိုးနွယ်စုရဲ့အကျွင်းကြံတွေကိုဖမ်းဆီးနိုင်ခဲ့ပြီးလီမျိုးနွယ်စုအကျွင်းကြံတခင်လေးရဲ့လမ်းကိုပိတ်ရဲတယ်တေးချင်နေတာလားပါစီးမြင့်ကာကွယ်ကိုဖျက်ဆီးလိုက်တာလားဒါဘယ်ကလာတဲ့ကြောက်စရာကောင်းတဲ့လူငယ်လဲငါရှေ့မှာရောက်တဲ့ရာလုပ်ဖို့မင်းတို့အရေးချင်းမမီသေးဘူးသူ့ကိုဖမ်းဆီးစမ်းချင်းကောင်းတွေရဲ့လီရှင်းဟဲရဲ့မျိုးဆက်လားမရိုက်ပါနဲ့မကြောက်ပါနဲ့အားလုံးပြီးသွားပါပြီမင်းလီရှင်းဟဲကိုတည်သလားငါကလီရှင်းဟဲရဲ့မိတ်ဆွေကောင်းပါဘိုးဘေးရဲ့မိတ်ဆွေကဒီလောက်ငယ်တာလားမင်းဘသူပဲဖြစ်ငါကြောင့်မျိုးနွယ်စုကိုလာပြီးရန်ကားရဲတယ်လားမင်းအတွက်ကိန်းမာသွားပြီဒီကလီမျိုးနွယ်စုပဲရောက်သွားလဲလီရှင်းဟဲကကောဘယ်ကိုသွားတာလဲလီမျိုးနွယ်စုနဲ့လီရှင်းဟဲကိုငါတို့ရှင်းလင်းပြလိုက်တာကြာလာပြီမင်းကလီမျိုးနွယ်စုအတွက်ကလဲစားချေပေးဖို့လာတာလားမဟုတ်ဘူးငါကလီရှင်းဟဲအတွက်ကလဲစားချေပေးဖို့လာတာမင်းကတကယ်ပဲဘိုးဘေးရဲ့မိတ်ဆွေကောင်းလားကျွန်မကိုတပည့်အဖြစ်လက်ခံပြီးကျင့်စဉ်တွေတင် ကြားပေးနိုင်မလားဟင်တေဆုံးသွားတဲ့မျိုးနွယ်စုဝင်တွေအတွက်ကျွန်မကိုယ်တိုင်ကလက်စားချေခြင်းလို့ပါမင်းကလက်စားချေဖို့မလိုတော့ပါဘူးဘာလို့လဲဟင်ကျွန်မကိုတပည့်အဖြစ်မလက်ခံခြင်းလို့လားမဟုတ်ပါဘူးမင်းကလက်စားချေခြင်းတလို့ငါလည်းကလက်စားချေခြင်းလို့ပါဒီနေ့ကြောင်မျိုးနွယ်စုကိုတေချာပေါက်ရှင်းလင်းပြမယ်သူကတယောက်တည်းနဲ့ကြောင်မျိုးနွယ်စုတစ်ခုလုံးကိုရှင်းလင်းပြမလို့လားမင်းတကယ်ပဲဘယ်သူလဲငါဘယ်သူလဲဟုတ်လားငါကလီရှင်းဟဲရဲ့မိတ်ဆွေကောင်းပဲဘိုးဘေးကြီးနိုးထတော်မူပါလာရောက်ကျူးကျော်တဲ့ရန်သူကိုတက်ဖြတ်ပေးပါမိတ်ဆွေဒါကဘာသဘောလဲမိတ်ဆွေကောင်းအတွက်ကလက်စားချေဖို့လာတာမိတ်ဆွေရဲ့စွမ်းအားကအင်မတန်အားကောင်းတာကိုကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်ကြောင်မျိုးနွယ်စုမှာမဟာအင်ပါယာအဆင့်၅ပါးရှိတယ်လို့ပြောရင်ကောဒါဆိုရင်လည်းအားလုံးကိုတခါတည်းရှင်းလင်းပြရုံပဲမင်းအပြောကြီးလာချေလားမအိတ်ကြနဲ့တော့အားလုံးနိုးထကြစမ်း